ဘာလို့အလကားရတဲ့ VPN တွေကပိတ်ခံရပြီးတော့ပတ်စံပေးရတဲ့ VPN တွေကြတော့မပိတ်ခံရတာလဲပြီးတော့အလကားရတဲ့ free VPN တွေကဘာလို့စိတ်မချရတာလဲဒီအကြောင်းဒီနေ့ဗီဒီယိုမှာပြပြသွားမှာဖြစ်ပါတယ်ဆိုတော့အရင်ဆုံး VPN တွေမခံမဲ့နဲ့ရိုးရိုးသားသားဒါပုံမှန်အတိုင်း internet သုံးမယ်ဆိုရင်ဘလို့လုံးလုံးလဲဆိုတာစပြောဖို့လိုလိမ့်မယ်ကိုကဒါ Facebook ကြည့်မယ် VPN မခံမဲ့နဲ့ Facebook ကြည့်မယ်ဆိုလို့ရှိရင်ကိုက Facebook ကြည့်ခြင်းပါလဲဆိုရယ် request တောင်းဆိုချက်ကိုဖုန်းကနေဒါကိုရဲ့internet service provider တနည်းအားဖြင့်ကိုဖုန်းကို internet ပေးနေတဲ့ company တွေပေါ့လေဒါ Wi-Fi company တွေဖြစ်ကောင်းဖြစ်လိမ့်မယ်ကိုရဲ့ internet company တွေ SIM card ရောင်းတဲ့ mobile operator တွေအဆုံးဖြစ်လိမ့်မယ်ဒီ company တွေစီကိုက Facebook ကြည့်ကြပါတယ်ဆိုတဲ့တောင်းဆိုချက်ကိုပို့လိုက်မယ်ဒီ company တွေကဟုတ်ပြီဒါဆိုလို့ရှိရင် Facebook ကိုကြည့်ခွင့်ပေးလို့ရတယ်ကြည့်ခွင့်ပေးလို့မရအောင်ဆိုပြီးဆုံးဖြတ်ပြီးသူတို့ဆက်ပြီးအလုပ်လုပ်တယ်ဒါကရိုးရိုးသားသား VPN မခံဘဲနဲ့တုံးတာဒီနေရာမှာကိုက VPN ခံပြီးတော့တုံးလိုက်မယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးဖြစ်သွားမလဲဆိုတော့ကိုယ့်ရဲ့တောင်းဆိုချက်တွေ data တွေ request တွေကို VPN ကတစ်တာလေးတစ်ခုတည်းကိုထည့်ပြီးတော့ top up ပြီးတင်လိုက်မယ်ပြီးတော့မှဒီတစ်တာကို internet ပေါ်ပို့လိုက်တာအဲအကြောင်းမို့လို့ကိုယ့်ရဲ့ internet service provider တွေ internet company တွေကကြည့်ရဲ့အခါမှာဒီတစ်တာထဲမှာ Facebook ကိုသုံးတာလားဘယ် website ကိုသွားတာလဲဘယ် data တွေပါတာလဲဆိုတာကိုသူတို့တွေကဝင်ကြည့်လို့မရတော့ဘူးပုံမှန်တိုင်း internet သုံးနေရလို့ပဲသူတို့တွေကထင်ရတယ်အဲအကြောင်းမို့လို့ငကိုကသုံးလို့မရတဲ့ website တွေငကိုကကြည့်လို့မရတဲ့ website တွေကိုကကြည့်လို့ရသွားတာဒါပေမဲ့ဒီနေရာမှာပြဿနာတစ်ခုရှိတာကကြတော့ဒီလိုမျိုးတစ်တာတွေကိုထည့်သိမ်းတဲ့နေရာမှာတစ်တာအမျိုးအစားတွေအများကြီးရှိရဲတော့ခတ်သိမ်းနည်းတွေလည်းအများကြီးရှိရဲ free VPN တွေဆိုလို့ရှိရင်တော့ဒါအလကားရတဲ့တစ်တာတွေအလကားရတဲ့တော့ခတ်သိမ်းနည်းတွေနဲ့ဒါထည့်သိမ်းတယ်လို့ကျွန်တော်တို့အကြမ်းမြင်ပြောလို့ရရင်ပေါ့လေဒါတွေကို ID အခေါ်အဝေါ်နဲ့ပြောလို့ရှိရင် VPN protocols လို့ခေါ်တယ်ဒီနေရာမှာ free ရတဲ့တော့ခတ်သိမ်းလို့ရတဲ့ VPN protocols တွေအများကြီးရှိရဲအဲ့လိုမှမဟုတ်လို့ရှိရင်လည်းဒါပို့ပြီးတော့မှအဆင့်မြင့်တဲ့ပို့ပြီးတော့မှဒါလုံခြုံတဲ့ VPN protocols တွေလည်းအများကြီးရှိတယ်ဒီလိုပြောလို့အလကားရတဲ့တော့ခတ်သိမ်းနည်းတွေတက်တာတွေကမလုံခြုံဘူးလို့တော့ပြောချင်တာမဟုတ်ဘူးဘယ် VPN မဆို VPN ခံထားပြီဆိုလို့ရှိရင်အထဲမှာဘာ data တွေပါရဆိုတာကိုယ့်ရဲ့ internet company တွေကကြည့်လို့တော့မရတော့ဘူးလုံခြုံတာတော့လုံခြုံတယ်ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့ကိုက VPN ခံထားရလို့အလွယ်တကူအပြင်ဘန်းကနေမြင်နေရဒီတက်တာကြီးကိုကြည့်လိုက်တာနဲ့ဟုတ်ပြီဒီတက်တာကြီးကဒါ VPN ခံထားရတက်တာကြီးလို့အပြင်ဘန်းကနေကြည့်ပြီးမြင်ရတာဖြစ်တဲ့အတွက်ဒီတက်တာကြီးကိုပိတ်ပလိုက်တာဘန်းပလိုက်တာ VPN ချိတ်လို့မရတော့တာမျိုးဖြစ်သွားတာစန့်ကျင်ဘက်အနေနဲ့ပတ်စံပေးရတဲ့ VPN တွေကြတော့သူတို့ကိုယ်ပိုင် VPN protocols တွေရှိတယ်သူတို့ကိုယ်ပိုင်ဖန်တီးထားတာပဲဖြစ်အစင်းမြင့်တဲ့ protocols တွေကိုပတ်စံပေးပြီးတော့ဝယ်ထားတာဖြစ်ဒါမျိုးတွေရှိရဲအဲ့တော့ပြောလို့ရှိရင်တော့ပို့ပြီးတော့မှလုံခြုံနေတာမေဂန်တက်တာတွေထည့်ပြီးတော့တော့ခတ်သိမ်းထားတာမျိုးဖြစ်သွားတယ်ပေါ့လေရိုးရိုးတန်တက်တာတွေထည့်သိမ်းထားမှာမဟုတ်ဘဲနဲ့မေဂန်တက်တာလည်းပို့ပြီးတော့အစင်းမြင့်တဲ့လုံခြုံရေးစနစ်တွေပါလာတယ်အဲ့ဒါကြောင့်မလို့အလွယ်တကူပိတ်ပစ်လို့မရတော့တာကတစ်ချက်ဒုတိယတစ်ချက်အနေနဲ့ကကြတော့ဒီ VPN protocols တွေမှာကသူတို့ VPN လို့မထင်ရအောင်လို့လျှို့ဝှက်ထားတဲ့ရုပ်ဖြတ်ထားတဲ့နည်းပညာတွေကိုပါလာတယ်အဲအကြောင်းမလို့အပြင်ဘက်ကကြည့်လိုက်လို့ရှိရင်တို့တွေကဒါ VPN လို့မထင်ရဘဲနဲ့ပုံမှန် internet သုံးနေတဲ့ဒါပုံမှန် internet သုံးနေတဲ့လူလို့ပဲထင်ရတာအဲအကြောင်းမလို့အလွယ်တကူပိတ်ပြလို့မရတော့တာအကယ်၍တို့ရဲ့မိကန်တက်တာတွေတောက်ခန့်ကြီးတွေကိုဒါသက်ဆိုင်ရာအဖွဲ့အစည်းတွေကတိသွားလို့ပိတ်ပြလို့ရသွားမယ်ဆိုရင်တော့မှတို့တွေကပတ်စံယူထားဖြစ်တဲ့အတွက်ကြောင့်မလို့ပြောလို့ရှိရင်တို့ရဲ့ product တွေ VPN တွေကိုရောင်းရကျင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အပိတ်မခံရတဲ့ပို့ပြီးတော့အဆင့်မြင့်တဲ့မိကန်တက်တာတွေတောက်ခန့်နေတယ်တနည်းအားဖြင့်ပို့ပြီးအဆင့်မြင့်တဲ့ protocols တွေကိုတီထွင်တယ်ဆိုတော့ပြောလို့ရှိရင်ပတ်စံလိုချင်တဲ့အတွက်ပိုကောင်းတဲ့တက်တာတွေတီထွင်တာမို့လို့အပိတ်မခံရလို့ပြောရလိမ့်မယ်ဆိုတော့ဒါအကျမ်းမြင့်အဖြစ်ဘာလို့ပတ်စံပေးရတဲ့ VPN တွေကအပိတ်မခံရဘဲနဲ့အလကားရတဲ့ VPN တွေကအပိတ်ခံရလဲဆိုတော့ပြတော့နော်ဒီနေရာမှာတော့ချွင်းချက်လေးတွေတော့အများကြီးရှိရပေါ့လေကျွန်တော်ကဒါနားလဲလွယ်အောင်အကြမ်းမြင့်ရှင်းပြသွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အလကားရတဲ့ VPN တွေမှာလည်းအဆင့်မြင့်ပြီးတော့မှအပိတ်မခံရတဲ့ VPN အမျိုးအစားတွေ protocols တွေရှိတယ်လို့မျိုးပတ်စံပေးရပေမဲ့လည်းပိတ်ခံနေရတဲ့ VPN protocols တွေကလည်းတော့အများကြီးရှိတယ်ပြီးတော့ဒီ VPN protocols တွေနဲ့မကဘဲနဲ့နောက်ထပ်ဒါသက်ဆိုင်ရာအဖွဲ့အစည်းတွေကနောက်ထပ်စစ်ဆေးတဲ့နည်းလမ်းတွေရှိရဲဘယ်လိုမျိုးအချက်လက်တွေပေါ်မူတည်ပြီးတော့မှဟုတ်ပြီဒီလူက VPN ကိုသုံးနေတယ်ဒီလူကတော့ VPN သုံးမနေဘူးလဲဆိုတာကိုစစ်ဆေးလို့ရနည်းလမ်းတွေအများကြီးရှိတယ်ကျွန်တော်ကဒါ VPN protocols တစ်ခုတည်းနဲ့ပဲပတ်သက်ပြီးရှင်းပြသွားတာဖြစ်ပါတယ်ဆိုတော့နောက်ထပ် VPN နဲ့ပတ်သက်ပြီးတော့သိကျင်တာတွေရှိရဲနောက်ထပ်သိကျင်တဲ့အကြောင်းအရာတွေမေးချင်တယ်ဆိုရင်လည်းအောက်က comment တွေမှာဝင်ရောက်ရေးပေးသွားလို့ရပါတယ်ပြီးတော့လက်ရှိမှာရောကိုယ်တိုင်က VPN တွေကိုပတ်စံပေးပြီးတော့သုံးနေကြလားအလကားရတဲ့ VPN တွေကိုသုံးနေကြလဲဆိုတာကိုလည်းအောက်က comment တွေမှာဝင်ရောက်ရေးပေးသွားလို့ရပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ